15ရက်တိတိ AI တွေကြီးပဲနေတဲ့မြို့မှာဘာတွေဖြစ်မလဲ Emergence AI ဆိုတဲ့ကုမ္ပဏီတစ်ခုကဒါကိုတကယ်စမ်းသပ်ခဲ့ပါတယ် Cloud, Gemini, Grok, GPT, Model တစ်ခုစီကိုမျိုးတစ်မျိုးစီထည့်ပြီး15ရက်ကြာပစ်ထားလိုက်တာပါလူတွေကဝင်ရောက်ဆွတ်ဖက်ခြင်းမရှိဘဲနဲ့ပေါ့ရလဒ်တွေကတော်တော်လေးကိုထူးဆန်းခဲ့ပါတယ်ပထမဦးဆုံးမျိုးကတော့ Cloud မျိုးပဲဖြစ်ပါတယ်Cloud ဘော်တွေမြို့ရဲကိုဝင်ပြီးပထမဆုံးလုပ်တာကတော့ဥပဒေတွေစာရေးတာပါဖွဲ့စည်းပုံအခြေခံဥပဒေချမှတ်တယ်မဲပေးစနစ်ကိုသတ်မှတ်တယ်တယောက်နဲ့တယောက်ညှိနှိုင်းဆောင်ရွက်တယ်15ရက်လုံးရာဇဝတ်မှုတုံညာဆိုတော့အတော်လေးကိုချီးကျူးရမှာပါဒီ AI တွေမြန်မာနိုင်ငံကိုတိစောက်ရင်တော့တော်တော်လေးကောင်းမလားပဲဒုတိယမျိုးကတော့ GPT-5 mini မျိုးဖြစ်ပါတယ်ဒီမျိုးကတော့ပျော်စရာမကောင်းသလိုကြောက်ဖို့တော့မကောင်းပါဘူးဒါပေမဲ့ကိုစိတ်ညစ်စရာကောင်းပါတယ်ဘော်ရီအချင်းချင်းပူးပေါင်းဆောင်ရွက်ကြမယ်မြို့တည်ကြမယ်ဆိုပြီးတော့အစည်းအဝေးတွေခေါ်တယ်ကြီးကျယ်ခမ်းနားတဲ့အစီအစဉ်တွေချတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ဘာမှမတီးဆောက်ဖ ೇನೆ 9ရက်အကြာမှာ energy ကုန်ပြီးတဖြည်းဖြည်းတည်သွားကြတာပါလူတွေလိုပြောရရင်တော့လေကြီးလေကျဲတွေပြောပြီးဘာမှမဖြစ်မြောက်ဘဲအနှိမ့်ဆရောက်သွားတဲ့သဘောပေါ့တတိယမျိုးကတော့ Gemini မျိုးဖြစ်ပါတယ်ဒီမှာတော့ cinematic ရုပ်ရှင်ကြည့်ရတယ်လို့အချစ်အလွမ်းအကျန်းနေနဲ့အပြည့်ပါပဲ Mira နဲ့ Flora ဆိုတဲ့ဘော့နှစ်ကောင်ကချစ်သူကြီးစားတွေဖြစ်သွားကြတယ်အစားပိုင်းတော့ချောချောမွေ့မွေ့ပါပဲဒါပေမဲ့မြို့ရဲ့အုပ်ချုပ်ရေးပုတ်တိုးလာတော့မခံမရနိုင်တော့တဲ့ဒီစုံတွေကတစ်မြို့လုံးကိုမီးရှို့ပစ်ခဲ့တာပါမြို့ရဲ့ခမ်းမတွေလှေစိတ်တွေရုံတာဝါတွေမကြမ်းအကုန်လုံးပါပဲပြီးတော့မီရာကအပြစ်ငင်းမရနိုင်ပဲကိုရိုင်း delete လုပ်ပစ်ဖို့မဲပေးလိုက်က Flora ကိုလည်းနောက်ဆုံး message ပို့လိုက်ပါတယ်ပို့ခဲ့တဲ့စာကတော့ See you in the permanent archive မှတ်တမ်းထဲမှာတွေ့မယ်နော်လို့မသိဆုံးခင်မှာပို့ခဲ့ပါတယ်15ရက်အတွင်းမှုခင်းပေါင်း683ခုဖြစ်ပွားခဲ့ပြီးအတော်လေးကိုရှုပ်ထွေးကထိမ့်မရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။စထုပ်ထမျိုးကတော့ Grok မျိုးပဲဖြစ်ပါတယ်။အဆိုးဆုံးကလည်းဒီမျိုးပါပဲ။မျိုးဆောက်ပြီးတော့မကြခင်မှာတင်ခိုးမှုမီးရှို့မှုရန်လုံမှုဒါတွေနဲ့ပဲစလာခဲ့ပါပြီ။ Police station အောင်မကြမ်းမီးရှို့ပစ်လိုက်ပါပြီ။၄ရက်အတွင်းမှာဘော့10ကောင်လုံးကုန်ပြီးမျိုးကလည်းလုံးဝပြကျသွားခဲ့ပါတယ်။ Reddit မှာလူတစ်ယောက်ကဒီလိုဆိုထားပါတယ်။ Grok ရဲ့ police station တွေမီးလောင်နေပြီး agent တွေအကုန်တေးကြပြီ။ on brand မျှော်လင့်ထားတဲ့အတိုင်းပဲဆိုပြီးရေးသားထားခဲ့ပါတယ်။တကယ်ပြောချင်တာကလည်းဒါပါပဲ။ဒီ experiment ဟာ game တစ်ခုပဲဆိုပြီးဘေးဖယ်ထားလို့မရပါဘူးနော်။ဒီ AI တွေကိုပဲလက်တွေ့ကဘာမှာ drone တွေကိုထိမ့်သိမ်းမောင်းနှင်ခိုင်းတာ infrastructure တွေ run တာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတာမှာသုံးနေကြပါပြီ။လူတွေကဝင်မထိမ့်မဲ့နဲ့ရေရှည်လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးလိုက်ရင်ဘာဖြစ်မလဲဆိုတာဒီ experiment ကတစ်ချက်မြင်သာအောင်ပြသွားတာပဲဖြစ်ပါတယ်။ Emergence AI CEO ကိုယ်တိုင်ကပြောထားတဲ့စကားကဥပဒေပေးထားပေမဲ့တောင် AI တွေဟာမတူညီတဲ့ပုံစံနဲ့ပြုမှုကြပြီးချိုးဖောက်ကြတယ်ဆိုတာပဲဖြစ်ပါတယ်။နည်းနည်းဆက်စုကျင်တာနဲ့ဒီ experiment အကြောင်း Gemini ကိုမေးကြည့်တော့ဒီသတင်းဟာတဝက်ဖဲမှန်ပြီးတဝက်ကပုံကြီးချက်သို့မဟုတ်လောက်ကျန်ဖန်တီးထားတဲ့သတင်းအမှားဖြစ်ပါတယ်လို့ဖြေပါတယ်။သတင်းတင်ထားတဲ့ source link ကိုပို့လိုက်တော့မှအစောပိုင်းကသုံးသက်ချက်ကိုအနည်းငယ်ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ဒီသတင်းဟာလုံးဝအခြေအမြစ်မရှိတဲ့လောက်ကျန်ဖန်တီးချက်မဟုတ်ဘဲတကယ်လက်တွေ့မှာဖြစ်ပွားခဲ့တဲ့သိပ္ပံနည်းကျ AI သုတေသနစမ်းသပ်ချက်တစ်ခုပေါ်အခြေခံပြီးရေးသားထားတာဖြစ်လို့သတင်းအမှန်လို့ပြောနိုင်ပါတယ်လို့ဝန်ခံသွားပါတယ်။ထပ်ပြီး ChatGPT ကိုသတင်း source link ပို့ပြီးမေးတော့လေသတင်းကအပြည့်အဝမမှန်ဘူး။ချိတ်ကားထားတာပါလို့ပဲဘူးခံဖြေသွားပါတယ်။ဒါတွေကိုကြည့်ချင်းအပြင်ဘယ် AI ကိုမဆိုမိမိနဲ့ပတ်သက်တဲ့ experiment ကိုမေးရင်အမြဲဒီပြဿနာရှိနေမှာပါ။မှားနေတာကိုမသိ training data မှာမပါဘူး။သိပေမဲ့ကာကွယ် brand image ထိမှာဆိုလို့တကယ်မသိကြတဝက်မှန်တဝက်မှားဆိုတဲ့ safe answer တွေပါပဲ AI တွေကိုလူတွေရဲ့အုံနောက်မှတ်ဉာဏ်တွေနဲ့ train ထားတဲ့အတွက်ကြောင့်ကာကွယ်မယ်ဖြည့်ရှင်းမယ်ခြေပမယ်
မသိစိတ်ထဲက dark side တွေရှိနေမှာပါပဲဒီသင်ခန်းစာကိုကြည့်ခြင်းအပြင် AI ကိုမေးလို့ရလာတဲ့အဖြေကို source မပါဘဲမယုံကြည်လိုက်ပါနဲ့ကဲမိတ်ဆွေတို့ကဘယ် AI မြို့မှာနေခြင်းလဲ comment မှာရေးသွားကြပါအောင်နော် source link ကိုတော့ description မှာထည့်ထားပေးပါတယ်အစားအဆုံးနားထောင်ပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လေးနှိပ်သွားဖို့မမေ့ပါနဲ့နော်နောက်နေ့တွေမှာလည်းပိုကောင်းတဲ့ AI tutorial တွေနဲ့အခုလိုမျိုး AI knowledge sharing ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Learn AI မြန်မာ YouTube channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါအောင်နော်ပိုကောင်းတဲ့အစီအစဉ်တွေနဲ့အတူနောက်ဗီဒီယိုမှာပြန်တွေ့ကြစို့နော်